こんにちは。今天အိမ်ပြန်မရောက်သေးပါဘူးဒါပေမဲ့ဒီ29ရက်မြောက်နေ့လေးကိုကျွန်တော်တို့သွားလိုက်ပါမယ်ဒီနေ့ကတော့ရေးချင်တဲ့ function อ่ะရှေ့မှာ line နေကြကြပြည့်ပြတ်သွားတော့ပါ str function ပါ str ဆိုတာကတော့ကျွန်တော်တို့ string library တွေရတစ်ခုပေါ့ဗျာဘာလို့တာလဲဆိုတော့ str string ရှိတယ်နော် str function ကဘာလို့တာလဲဆိုတော့ဒီ str ထဲမှာဒီ str ရှိလားဆိုတော့ရှာတာပါဆိုရင်ပြောချင်တဲ့လေးပြီးတော့ဒီ string တစ်ခုထဲမှာဒီ string တစ်ခုရှိနေလားပေါ့နော်အဲ့ဒါကိုရှာဖွေတဲ့ function ပါဆိုတော့အရင်ဆုံး library ကိုရင်သွင်းလိုက်မယ်ကျွန်တော်တို့ original function ကြည့်ချင်လို့ပေါ့နော်ဆိုတော့ကျွန်တော်တို့မှာ integer main ဘာမှမထည့်တော့ void ကျွန်တော်တို့မှာ string တစ်ခုရှိမယ် character string ပေါ့ဗျာ character string pointer အမျိုးအစားပဲကျွန်တော်သွားလိုက်မယ် this is to find oh message ရောက်လာလို့ပါ so this is to find and string ဆိုကျွန်တော်တို့ရေးထားလိုက်ပြီဗျာနော်နောက်တော့ကျွန်တော်တို့ string နောက်တစ်ခုရှာကြည့်လိုက်မယ် string 2 equal to နော်to find ဆိုတာဟာဒီပေါ့ဗျာ so ကျွန်တော်တို့မှာ original ရှိတဲ့ဟာက str ဆို fetch အဲ့ထဲမှာကျွန်တော်တို့ str ထည့်မယ် str 2ကိုထည့်မယ် so အဲ့လိုပုံစံမျိုးလေးထည့်မယ်အဲ့လိုပုံစံမျိုးထည့်မယ်ဆိုတော့သူကကျွန်တော်တို့ဘာပြန်လုပ်ပေးမှာလဲပေါ့နော်ဘာပြန်လုပ်ပေးမှာလဲဆိုတော့ဒီကျွန်တော်တို့ string ကိုပြန်ရှာပေးမှာရှာကျွန်တော် print ထုတ်ကြည့်လိုက်အောင်ဗျာ printf ဆိုတော့ return string ကပါရမှာလဲပေါ့နော်return return string က return ကဒီလိုလေးရေးလိုက်မယ်ဒီလိုလေးထည့်လိုက်မယ်ရောအဲ့မှာ str ကျွန်တော်ရှာနေတာက str nil အဲ့လိုမဟုတ်ကျွန်တော်တော့ဒီလိုမျိုးဖြတ်ပြီးတော့ဒီထဲမှာထည့်လိုက်မယ်ကွတိရောဒါဆိုရင်ကျွန်တော်တို့ဒီမှာ cd ဒီ29 gcc compile မယ် compile ပြီးတော့ run ကြည့်မယ် okay return string ကဘာပြန်ပေးလဲဆိုတော့ကျွန်တော်တို့တွေ့တဲ့နေရာကနေစပြီးတော့အနောက်ကိုပြန်ပေးတာပေါ့နော်ဆိုတော့ str function ရဲ့အလုပ်လုပ်တဲ့ပုံစံကပထမ string ထဲမှာဒုတိယ string ရှိရဆိုရင်ဒုတိယ string ရှိရဲ့နေရာစပြီးတော့ဖြတ်ပြီးတော့ string အသစ်တစ်ခုပြန်ပေးလိုက်တာပေါ့ဆိုတော့သူ့ပုံစံကအရှိရဟာတွေအကုန်ဖြတ်ပစ်လိုက်တာပေါ့နော်ဆိုတော့ကျွန်တော်တို့သိချင်တယ်ဆိုလို့ရှိရင်2ကိုပါတစ်ချက်ဖြတ်ကြည့်လိုက်မယ်ဖြတ်ကြည့်ပြီးတော့အတော့ဒီ th in ရှာကြည့်လိုက်မယ်in ဆိုပြီးရှာကြည့်လိုက်မယ် gcc.eac okay ဆိုin ဆိုဒီက fin က in ကစပြီးတော့ and string ဆိုတဲ့ဟာပုံစံဖြစ်သွားတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့ကပြန်ရေးရမှာပေါ့ကိုယ်တိုင်ပြန်ရေးရမှာဆိုတော့ကိုယ်တိုင်ပြန်ရေးရမယ်ဆိုတော့ဘယ်လိုလုပ်ကြမလဲokay so fd ရုံးစုံကိုယ့်အတကိုနာမည်ခုပေးလိုက်မယ်ကျွန်တော်တို့ return ပြန်ပေးမယ့်ဟာက character เนาะ character array string တစ်ခုပြန်ပေးပါမယ်ဆိုတော့ fd str ဆိုတဲ့ function အဲ့ထဲကိုဝင်လာမှာ character str1 နဲ့ character str2 နဲ့ဆိုပြီးဝင်လာမယ်အဲ့မှာကျွန်တော်တို့ကcounter နှစ်ခုတက်မှတ်လိုက်မယ် integer I equal to 0နဲ့ integer j equal to 0ဆိုပြီးတက်မှတ်လိုက်မယ်တက်မှတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဘာကြည့်ဖို့လိုလဲဆိုလို့ရှိရင်ကျွန်တော်တို့ရှာတဲ့ဟာကဥပမာဒီမှာကြည့်ပါဒီကောင်ကလားအကယ်၍ဘာမှမပါတယ် empty ဖြစ်နေမယ်ဆိုလို့ရှိရင်ဒီကောင် original ဟာကြီးပဲပြန်ပေးလိုက်ရမှာပေါ့နော်ရှာစရာတော့မလိုဘူးပေါ့ဆိုတော့အကယ်၍များဆိုလို့ကျွန်တော်ဒီပဲဒီ str2 ပေါ့ဗျာနော် str ဒုတိယမြောက်ဟာကရဲ့ဒီ0ခန်းကအကယ်၍များဗျာကျွန်တော်တို့အများကြီးဖြစ်နေမယ်ဆိုရင်ဆိုတော့ကျွန်တော်ကတော့ empty ဖြစ်နေမယ်ဆိုလို့ရှိရင်ဘာဖြစ်မလဲဆိုတော့ just return str1 ဗျာနော် str1 ကို return ပြန်လိုက်တော့ဘာမှမလုပ်နဲ့တော့ဆိုတော့အဲ့လိုမဟုတ်တဲ့အခြေအနေတစ်ခုမှာဆိုလို့ရှိရင်တော့ why ဘယ်လိုအခြေအနေလဲဆိုတော့ကျွန်တော်တို့ str ရှိရဒီ str1 ရှိရလေ str1 ရဲ့ကျွန်တော်တို့ဘယ်အခန်းလဲဆိုတော့0အခန်းက
မကုံပြောချင်တာအရှိရဟာမကုံမချင်းလိုက်ရှာကြည့်ပြီဗျာနော်လိုက်ရှာကြည့်ပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီမှာအကယ်၍များဒီမှာ THIS this to find in the string ဆိုတော့ A မပါဘူးနော် B လည်းမပါဘူးကျွန်တော် B ကိုရှာကြည့်မယ်နော် B ကိုရှာကြည့်မယ်ဆိုရင်ဘာဖြစ်နိုင်လဲချက်ကြည့်ကြတော့ B ကိုရှာကြည့်မယ်ဆိုရင်မပါတဲ့ဟာကိုသွားရှာမယ်ဆိုရင်ဘယ်လိုဖြစ်မလဲပေါ့ပြဿနာဒီမှာခဏလေး comment ပြန်ပေးထားလိုက်အောင်ဆိုတော့ clear GCC okay နားပါရှာလို့မတွေ့ဘူးဆိုရင်တော့ကျွန်တော်တို့ကနားပြန်ပေးရမှာပေါ့နော် okay ဆိုတော့သူ့ရဲ့ original function ကအဲ့လိုရေးရပါတယ်ကျွန်တော်တို့လည်းဖြစ်အောင်လုပ်ရပါမယ်ဆိုတော့ကရော so okay so ပထမဦးဆုံး str I ပထမဆုံးဒီ str 1ပေါ့နော် str 1 0ခန်းဟာနားနဲ့မတူသေး str 1အခန်းမကုန်မချင်းကျွန်တော်တို့ဘာလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ခဏလေးရေကဒီကမှ restart လုပ်တာကောင်းရေကဒီကမှ0ပေါ့နော်ခဏပြန်ကြည့်လို့ရအောင် so ကျွန်တော်တို့ကဘာလုပ်ကြမလဲဆိုတော့ကျွန်တော်တို့ဒီရှာဖွေရမယ့်အရာပေါ့ဒုတိယမြောက် string ပေါ့နော်ဒုတိယမြောက် string ကနေစပြီးတော့ပထမမြောက် string ထဲမှာလိုက်ရှာဖို့ဒုတိယမြောက် string ရဲ့ပထမဦးဆုံးတူမဲ့ပထမဦးဆုံးဒီ first correspondence ဖြစ်မဲ့ index ကိုရှာမယ်ဆိုကြပါစို့ကျွန်တော်တို့အခုဒီမှာခုနကကျွန်တော်တို့ဒီမှာ to find ဆိုပြီးတော့ရေးထားတယ်ပါလားဆိုတော့အပေါ်ရှာမဲ့စာကြောင်းထဲမှာဒုတိယရှာခြင်းနဲ့ to find ဆိုတဲ့ပထမဦးဆုံးတူတဲ့ first correspondence index ဖြစ်တဲ့ T ကိုရှာမှာ T ကိုတော့အသေးနော် T အသေးကိုရှာမှာဆိုအဲ့ဒီ T အသေးကိုရှာမယ်အတွက်ဆိုပထမဦးဆုံး string ကြီးမကုန်သမျှကာလပတ်လုံးနော်မကုန်သမျှကာလပတ်လုံး y ဘာလို့မှာလဲဆိုတော့ကျွန်တော်တို့ရဲ့ပထမမြောက် string ကြီးရဲ့ပထမမြောက် string ကြီးရဲ့0အခန်းကိုခြေပေါင်းလိုက်မယ်နော်ခြေပေါင်းလိုက်တဲ့အခန်းကလည်းနားနဲ့မတူသမျှကာလပတ်လုံးအဲ့ဒီဟာအပြင်ဘာဖြစ်မလဲဆိုပထမမြောက်ဒီ str ရဲ့ဒီ I ကိုခြေနဲ့ပေါင်းတဲ့ဟာကကျွန်တော်တို့ရဲ့ str 2ရဲ့ဟိုဟာနဲ့တူသမျှကာလပတ်လုံး G အခန်းနဲ့တူသွားခဲ့သမျှကာလပတ်လုံးအဲ့တူတဲ့အချိန်မှာ str 2ရဲ့ကျွန်တော်တို့ဘယ်အခန်းလဲဆိုတော့ G ကို +1 ပေါင်းထားတယ်နောက်တစ်ခန်းကလည်းအကယ်၍နားဖြစ်နေခဲ့မယ်ဆိုရင်နောက်ဆုံးလုံးပေါ့နော်နောက်ဆုံးလုံးဖြစ်နေခဲ့မယ်ဆိုရင် return ဆိုပြီးတော့ကျွန်တော်တို့ကဘာလုပ်မလဲဆိုတော့အခုလက်ရှိရောက်နေတဲ့ str 1ရဲ့ address of I အခန်းကိုပြန်ထည့်ပေးလိုက်မယ်ပြန်ထည့်ပေးပြီးတော့အဲ့ရနေပြန်ထုတ်တယ်ဆိုရင် before incremental လုပ်မယ်နောက်ပြီးတော့အဲ့ရပြန်ထွက်ရင် before incremental လုပ်မယ်အဲ့ဒါကိုကျွန်တော်တို့မဟုတ်ခဲ့ဘူးဆိုရင် return 0ပြန်မယ်ဆိုတော့အခု to find ပေါ့ to find ကိုအခု gcc .eac ဆိုတော့ to find ဆိုတာရှာတွေ့တယ် to find မဟုတ်ပဲနဲ့ to2 နဲ့သွားမယ်ဆိုရင်ကျွန်တော်ဘယ်လိုဖြစ်မလဲပေါ့နားပေါ့ဒီစာကြောင်းရှာလို့မတွေ့ဘူးကွာ so okay ခဏလေးပါ okay so အခုဒီတိုင်းရေးထားတာကအဆင်ပြေအောင်တွေ့ရတယ်ပေါ့နော် so ကျွန်တော်ဘယ်လိုမျိုးစဉ်းစားပြီးရေးလိုက်လဲဆိုတော့ပြပါမယ်
အရင်ဦးဆုံးကတော့ကျွန်တော်တို့ရဲ့ဒီအာအဆုံးသက် case ပေါ့နော်အဆုံးသက် case ကတော့ကျွန်တော်တို့ရှာမဲ့အကောင့်တဲမှာရှာခြင်းတဲ့အကောင့်ရှိလားဆိုတာကြည့်ရတဲ့အခါမှာရှာခြင်းတဲ့အကောင့်ကြီးကဘာမှမရှိခြင်းဖြစ်နေတယ်ဆိုရင်ရှာစရာဘူးမလိုတော့ဘူးပထမတစ်ခုပြန်ပို့လိုက်လို့ရတယ်အဲ့ဒါတစ်ခုကျွန်တော်ရေးထားတယ်ဒုတိယမြောက် string ရဲ့ပထမဦးဆုံးအခန်းကနားဖြစ်နေတယ်ဆိုရင်ဆိုလိုချင်တာကပထမဘာမှမရှိနေဘူးဆိုလို့ရှိရင်ပထမမြောက်အခန်းကိုကျွန်တော်တို့ပြန်ပေးလိုက်ဒီဟာပထမမြောက် string ကိုပြန်ပေးလိုက်မယ်ပေါ့ဟိုမှာ loop မှာကြည့်မယ်ဆိုရင်ကျွန်တော်တို့ကပထမမြောက် string အဓိကကျွန်တော်တို့ရှာခြင်းနဲ့ main string ကိုကျွန်တော်တို့က character by character every character เนาะတခန်းချင်းစီကျွန်တော်တို့ one by one ကျွန်တော်တို့ရှာဖို့အတွက်ကိုစပြီးတည်လိုက်တယ် outer loop အနေနဲ့ inner loop ထဲမှာကျွန်တော်ကဘာတွေ့လဲကျွန်တော်တို့ position က i ခန်းမှာရောက်နေတယ်ဗျာเนาะ position i ခန်းမှာရောက်နေတယ်အဲ့မှာကျွန်တော် g နဲ့ထပ်ပြီးတော့ပေါင်းလိုက်တယ်ဆိုလို့ရှိရင် g ခန်းထပ်ပြီးပေါင်းလိုက်တယ်ဆိုရင်ကျွန်တော်တို့ကပေါင်းလိုက်တဲ့အခါမှာသူကဟိုဟာဖြစ်မသွားရဘူးဗျာဟိုအဆုံးသက်ပေါ့နော်အဆုံးသက်ကုံသွားတဲ့ဟာမဖြစ်ကြဘူးနောက်တစ်ခုကကြတော့အဲ့ဒီ i ခန်းကိုကျွန်တော်တို့ g ခန်းပေါင်းထားတာကကျွန်တော်တို့ရဲ့ဒီဒုတိယမြောက် string ရဲ့ g အခန်းနဲ့တူလားမတူလားဆိုတာကိုလိုက်ကြည့်မှာပေါ့နော်ဆိုတော့အကယ်၍အဲ့လိုမျိုးတူနေခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအခုလက်ရှိရောက်နေတဲ့ဒီ G အခန်းကိုဒုတိယမြောက် string ရဲ့ G အခန်းကိုတစ်လေးပေါင်းလိုက်တဲ့နောက်တစ်ခုဟာကနားတာဖြစ်သွားခဲ့မယ်ဆိုရင်ဆိုတဲ့အခြေအနေတစ်ခုကိုကျွန်တော်တို့ပြောပြထားရပေါ့နော်ဆိုတော့ကျွန်တော်တို့တွေရဲ့ဒီ i ခန်းက0ဖြစ်နေမယ်ဆိုကြပါတော့0နေရာကနေစပြီးစစ်မယ်အဲ့လိုနဲ့ J အခန်းက0နေရာJ ခန်းကနေ0နေရာစမယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ပထမဦးဆုံးရောက်နေတဲ့နေရာပထမဦးဆုံး string ရဲ့0အခန်းဖြစ်တဲ့ကျွန်တော်တို့ဒီမှာ t ပေါ့နော် t နဲ့ဒီကောင်းရဲ့0အခန်းဖြစ်တဲ့ t နဲ့ကိုကျွန်တော်တို့တိုက်စစ်တယ်တိုက်စစ်တဲ့အခါမှာမတူဘူးဗျမတူတော့မတူဘူးပေါ့နော်မတူဘူးဆိုတော့ဒီ y ရဲ့အထဲကိုတော့ဝင်မသွားတော့ဗျဝင်မသွားတော့မယ်အိုင်ကထပ်တိုးသွားတယ်အဲ့တော့အိုင်ကဒုတိယမြောက်နေရာရောက်သွားတာပေါ့နော်အိုင်ကဒုတိယမြောက်နေရာရောက်တယ် G ကတော့0ပဲဗျဆိုတော့ G ရဲ့0အခန်းကိုကျွန်တော်တိုက်စစ်တော့တူလားဆိုရင်မတူပြန်တော့ i ကြီးကရွေ့သွား G ကမရွေ့ပြန် G က0ပဲအဲ့လိုနဲ့ကျွန်တော်ရွေ့လာလိုက်တာနောက်ဆုံးဒီနေရာရောက်တော့ဒါ i ရဲ့ဘယ်နှခန်းမြောက်လဲတော့မသိဘူးပေါ့နော်3 1 2 3 4 5 6 9 10 i ရဲ့10ခန်းမြောက်ကိုရောက်ပြီ0 G က0ခန်းပဲရှိသေးတယ်ဆိုတော့ပထမဦးဆုံး string ရဲ့နော်10ခန်းအပေါင်း0အခန်းပေါ့10ခန်းအပေါင်း0အခန်းကကျွန်တော်တို့ဒုတိယမြောက် string ရဲ့0အခန်းနဲ့တူလားဆိုတော့ကြည့်လိုက်တော့တူတယ်လေဘာဖြစ်လဲဆိုတော့ပထမမြောက် string ရဲ့10အပေါင်း0ခန်းဆိုတော့10ခန်းမြောက်ဖြစ်တဲ့ t နဲ့ဒုတိယမြောက် string ရဲ့0ခန်းဖြစ်တဲ့ t နဲ့တွားတူတယ်တွားတူပြီးရဲ့အပြင်ကိုလည်းအခုလက်ရှိရောက်နေတဲ့10ခန်းအမြောက်အပေါင်း0အခန်းကလည်းနားဖြစ်နေတာမဟုတ်ဘူးအဲ့တော့ while condition တွေကိုသူကရောက်သွားပြီးတော့ကျွန်တော်တို့ဒီလိုမျိုးကြည့်လိုက်မယ်ပေါ့နော်ဆိုကြည့်လိုက်တဲ့အခါမှာသူကဒီ g+1 ကလည်းအဆုံးသက်ဟုတ်နေတာဆိုတဲ့ဟာမှာမဟုတ်နေဘူးပေါ့နော်မဟုတ်နေတော့ sorry ဒီကောင် while နဲ့ရေးထားတာပဲ while နဲ့ရေးထားတာပဲဆိုကျွန်တော်ပြောတာမှားနေဘယ်လိုပြောရမလဲouter loop မှာကကျွန်တော်တို့ဒီ0ခန်းရှိမယ်0ခန်းရှိမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က match ဖြစ်လားဆိုတော့ကြည့်တယ် match ဖြစ်လားဆိုတဲ့အခါမှာ match ကမဖြစ်ဘူးမဖြစ်လို့ရှိရင် g ကို တိုးရတယ် g ကို တိုးရတယ်ဆိုတော့ကျွန်တော်တို့ကဒီမှာတစ်ခန်းမြောက်ပဲတစ်ခန်းမြောက်ပဲကနေပြီးဆက်ပြီးတိုးရတယ်ဆိုတော့ကျွန်တော်တို့မှာဘယ်လိုခေါ်မလို့ဆိုတော့ရှာမှာ this is to find in the string ဆိုတဲ့ဟာကျွန်တော်တို့ဒီရှာချင်တာ to find ဆိုတဲ့ဟာ
So to find ဆိုတဲ့ဟာဆိုဒီပထမမြောက်ဟာဒီတစ်ခုလုံးထဲမှာဒီ small letter t ပေါ့နော် to find ရဲ့ပထမအောင်ဆုံး t ဖြစ်တဲ့ small letter t ကိုစပြီးတော့ရှာရမယ်အဲ့ဒါမတွေ့မချင်းရှာမယ်ပေါ့နော်ဆိုဒီ point မှာဆိုတော့ကျွန်တော်တို့ရဲ့ဒီ inner loop ကနေပြီးတော့ဒီ inner loop ကနေပြီးတော့သူကဘာဖြစ်မလဲဆိုတော့ဒီ inner loop ကနေပြီးတော့ကျွန်တော်တို့ကတောက်လျှောက်အဲ့အနောက်မှာရှိတဲ့ဒီ O space find find အဲ့ဒီဟာကိုတော့လိုက်ပြီးတော့ဖြည့်သွားပါဗျာဖြည့်သွားပါအကယ်၍မတွေ့ဘူးဆိုလို့ရှိရင်တော့မဖြည့်ဘူးပေါ့ဗျာဆိုတော့သူ့ပုံစံကကျွန်တော်တို့ဘယ်လိုပြောမလို့ဆက်စချင်းမှာဒီအရှိရာ this is to find in the string ဆိုတဲ့ဟာရှိမယ်ဒီကောင်ကto find ဆိုတဲ့ဟာရှိမယ်အဲ့ဒီမှာပထမဆက်စချင်း first correspondent ဖြစ်တဲ့ t ကိုကျွန်တော်တို့ကလိုက်ရှာခြင်းတယ်နော် t ကိုလိုက်ရှာခြင်းတယ် t ကိုတွေ့သွားပြီဆိုတာ ਨੇ ကျွန်တော်တို့ကအနောက်ပိုင်းဟာဒီတောက်လျှောက်တူပါတယ်တူဆက်ပြီးတော့တိုးသွားမှာပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးနဲ့ဝါရရွှေ့သွားတာပါရွှေ့သွားပြီးတော့နောက်ဆုံးဒီပထမအဆုံး first correspondence ကိုတွေ့ပြီဆိုတာ ਨੇ ကျွန်တော်တို့ကG ကိုဆက်တိုးသွားတယ် G ကိုဆက်တိုးသွားတဲ့အခါမှာဒုတိယမြောက်ဖြစ်တဲ့ O ကိုတွေ့လားဆိုတော့ဒီမှာလည်း O ကိုလည်းတွေ့ပါတယ် I က10ဖြစ်တယ် G က1ဖြစ်သွားတာပေါ့နော်8နဲ့1နဲ့ပေါ့နော်9ဆိုတော့ပထမဆုံး string ရဲ့6ခန်းမြောက်ပေါ့6ခန်းမြောက်ကနားဟုတ်လားဆိုတော့မဟုတ်ပါဘူးဒီမှာ6ခန်းမြောက်ကရောဒုတိယမြောက် string ရဲ့2ခန်းမြောက်နဲ့တူလားဆိုတော့တူပါတယ်အဲ့လိုနဲ့ G ကထပ်တိုးသွားတယ်ထပ်တိုးသွားပြီးတော့ space ကိုရောက်သွားတယ်ဒီပေါ်မှာ8ခန်းမြောက်အပေါင်း3ခန်းဖြစ်သွားတယ်အဲ့တော့8ခန်းပထမမြောက် string ရဲ့8ခန်းမြောက်အပေါင်း3ခန်းဟာနားဖြစ်နေလားကြည့်တယ်မဖြစ်ပါဘူးဆိုပထမမြောက် string ရဲ့8ခန်းမြောက်အပေါင်း3အခန်းကဒုတိယမြောက် string ရဲ့3အခန်းနဲ့တူလားဆိုတော့ပြီးတော့ကြည့်တာပေါ့နော်ကြည့်တဲ့အခါမှာလည်းတူတယ်ပေါ့နော်အဲ့လိုနဲ့စတိုက်ကြည့်သွားတဲ့အခါမှာနောက်ဆုံးရောက်သွားတဲ့နေရာမှာနောက်ဆုံးဒီ8ခန်းမြောက်အပေါင်းအောက်ကဟာရဲ့အရေးအတွက်နဲ့ကြည့်လိုက်တဲ့အခါမှာနားကိုရောက်နေတာကိုသတိထားမိပါတယ်အဲ့လိုမျိုးနဲ့ကျွန်တော်တို့နားကိုရောက်သွားပြီပေါ့နော်ဒီနားကိုရောက်သွားပြီဆိုတဲ့အခါမှာsorry ဒီနားကိုရောက်သွားပြီဆိုတာဒီအခုကျွန်တော်တို့ထားပါ0ခန်း1ခန်း2ခန်း3ခန်း4ခန်း5ခန်း6ခန်းပေါ့နော်ဆိုတော့8ခန်းမြောက်အပေါင်း6အခန်းကဒုတိယမြောက် string ရဲ့6အခန်းနဲ့တူလားဆိုတော့တူတယ်8ခန်းမြောက်အပေါင်း6အခန်းဟာနားနဲ့ညီလားဆိုတော့မညီဘူး okay အဲ့တော့ဒီထဲကိုဝင်သွားပြီးတော့အကယ်၍များဒုတိယမြောက် string ရဲ့6ခန်းမြောက်အပေါင်း1အခန်းဟာနားဖြစ်လားဆိုတော့အခုရောက်နေတဲ့6ခန်းမြောက်အပေါင်း1အခန်းဟာနားဖြစ်ပါတယ်ထို့အတွက်ကြောင့်ကျွန်တော်တို့လက်ရှိရောက်နေတဲ့ပထမဦးဆုံးရှိခဲ့တဲ့ original string ရဲ့ဒီ8ခန်းမြောက်ကိုပြန်ပြီးတော့ထည့်ပေးလိုက်ပါဆိုတဲ့ပုံစံနဲ့ return ပြန်ထားတာပေါ့နော်ဆိုတော့ဒီ sign လေးအဓိပ္ပာယ်ရဆိုလို့ရှိရင် it just return the original memory address of the index number 8 of the first string ပေါ့ so first string ရဲ့ index number 8နေရာမြောက်ကိုထောက်ထားတဲ့ value ကိုပြန် value ကိုပေါ့နော်ထောက်ထားတဲ့ဒီ memory address ကိုတော့ပြန်ပေးလိုက်တယ်ဆိုတော့အတိတ်ပဲဗျာဆိုလိုချင်တဲ့အတိတ်ပဲအရှိရဟာတွေကိုထောက်မထားဖို့ပဲねဒီကောင်ကိုပဲထောက်ထားဆိုဒီကနေပဲပြန်ပေးလိုက်တာဆိုရှိရဟာတွေကပြတ်ကျအောင်ပါဗျာအဲ့လိုသဘောမျိုးနဲ့လောက်ထားတာပါဆိုတော့ okay so okay ပါအဓိကကတော့ကျွန်တော်တို့ကပထမမြောက် string ကြီးထဲမှာဒုတိယမြောက်ရှာရမယ် string ရဲ့ပထမဦးဆုံးကိုက်ညီမဲ့စာလုံးကိုလိုက်ရှာတာလိုက်ရှာလို့တွေ့ပြီဆိုတာနဲ့ဒီဒုတိယမြောက်ဒီ string ရဲ့အနောက်အလုံးတွေဇာတ်တိုက်ညီမညီလိုက်စစ်လိုက်တာပထမမြောက် string ရဲ့တိုက်သွားတဲ့နေရာမှာ index number ဖြစ်တဲ့ I ကရက်သွားအောင်ခုနက example မှာကျွန်တော်ရှစ်ခန်းမြောက်မှာသူကရက်သွားတယ်ရက်ပြီးဒုတိယမြောက်ဖြစ်တဲ့ G ကပဲ0ကနေ1 2 3ဆိုတိုးသွားပြီးတော့ပဲဆက်သွားတာဗျာ
အဲ့ဒါကြောင့်မလို့နောက်ဆုံးပြန်တဲ့နေရာမှာငါတို့ကရှစ်ခမ်းမြောက်မှာစတွေ့ရဖြစ်တဲ့အတွက်ကြောင့်မလို့ရှစ်ကိုပြန်ပေးလိုက်တယ်ဆိုတဲ့ပုံစံနဲ့ရော့ဆိုပြီးပေးချပလိုက်တာဒါပဲဆိုအဲ့ဒါပါပဲဒီနေ့ fashion ရတော့ရှုပ်သွားတာဟုတ်ပါဘူးရှင်းပြတာရှုပ်သွားမယ်လို့ထင်ပါတယ်ကျေးဇူးများတင်ပါတယ်